ကြည့်ပါဦးဗျာကြားဖြန့်တွေကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့မှဒီထိုင်းနိုင်ငံဘက်ကိုအုံလိုက်ကျင်းလိုက်ထွက်ပြေးနေကြတာပေါ့နော်အဲ့ဒီမှာဒီတရုတ်နိုင်ငံသားရဲ့ပြီးတော့တခြားနိုင်ငံသားတွေလည်းပါမှာထင်တယ်အများစုကကျွန်တော်တို့မြန်မာတွေပေါ့နော်အမှကြည့်ရင်တွေ့နိုင်ပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာပေါ့နော်ကြားဖြန့်ကဘယ်လောက်ထိတောင်ကြောက်ဖို့ကောင်းတယ်ပြီလဲဆိုတာကိုကျွန်တော်တို့တွေ့ရမှာပါ26ရက်နေ့မှာအာဆီယံထိပ်သီးအစည်းအဝေးရှိရပေါ့နော်အဲ့မှာဒေါ်နယ်ထရမ့်ကလာမယ်ဆိုတော့ကျွန်တော်ဒီစစ်ကောင်စီရပေါ့နော်ကြားဖြန့်တွေကိုနှိမ်နှင်းကြောင်းသူတို့ကတက်တည်ပြတာပေါ့နော်အဲ့လောက်ပြရဲဆိုတော့တဘောပေါ့နော်အဲ့လောက်ပါပဲတကယ်တော့သူဖမ်းမယ်ဆိုရင်အကုန်လုံးဖမ်းလို့ရတယ်လေနော်တမင်တက်ကိုထိုင်းဖက်ကိုပြေးခွင့်ပြုလိုက်တယ်ပေါ့နော်ထိုင်းနေချာဆောင်တက်ကလည်းဒါကိုခွင့်ပြုလိုက်ပါတယ်နော်အေးဆေးပဲဝင်လိုက်ပြီးတော့လို့ရှိရင်ခဏနဲ့သူဟာနဲ့သူအကုန်လုံးသူ့နဲ့သူပြန်ဝင်လာမှာပဲပြန်ရောက်မှာပဲဆိုတော့လိန်နေမြဲကြားနေမြဲလိန်နေမှာဖြစ်တယ်နော်ဆိုတော့ကျွန်တော်ကြားဖြန့်တဲ့မှာကျွန်တော်မြန်မာတွေအဲ့လောက်အများကြီးအလုံးလုံးနေပြီဆိုတော့ပေါ့နော်ဒါကတကယ်ကိုစိတ်မကောင်းစရာပဲဒါကြောင့်လည်းနေ့စဉ်နဲ့အမျှလိန်လေမှုဆိုတာကြီးကဖြစ်ပေါ်လာတာဖြစ်တယ်ဒါကတော့ပိုတင်ကြီးပေါ့နော်သူတို့ဗီဒီယို record တောင်ထားသေးတယ် record တောင်ယူပြီးတော့မ line ပေါ်မှာတင်ကြတယ်ရေတွေနဲ့ဟာဟိုဘက်ကမှရေးနဲ့တွေ့မှာရေးတော့ကြောက်တာအဲ့မှာဟိုဘက်ကရဲနဲ့တွေ့မှာအောက်မှာပဲနေနေမှာပဲမောင်ဒီစကားအောက်ပဲနေနေဒီကန်ကူးသေးနေကန်ကူလာဟိုဘက်ကထိုင်းစစ်သားလည်းမဖမ်းပါဘူးခင်ဗျားတို့ကပါပေးထားပါတယ်ထိုင်းစစ်သားဖမ်းမှာအဲ့ဒါအကုန်လုံးဂျေတဲ့အောင်းနေရမယ်အမှဝရုံသုံးကားတွေထွက်ပြီးကုန်ကြတယ်ဒီမှာကြည့်လိုက်တကယ်လူငယ်လူရည်တွေကြီးပဲနော်ကြားဖြတ်မှာလုံနေတဲ့ဟဲ့ဘာတို့ကဘယ်ကိုသွားမှာတော့လို့ငါတို့ဂိတ်ခွားကိုထွက်မလားဂိတ်ခွားထွက်ကြမလားငါတို့အိမ်ပြင်ရအောင်ပြီးတော့ဆိုတော့ထွက်မလားကျွန်တော်ပြောရှင်တာပေါ့နော်ဒီပိတ်လိုက်ပြီလို့ပြောရတာထိုင်းဆက်သားရရှိဒီကနေတော့ဟိုဘက်မှာထိုင်းစစ်သားတွေရှိတယ်လေကြောက်သားပဲနော်ကတ်သွားရင်ဘယ်လိုသွားဘယ်ကိုရောက်ရောက်တော့သွားမယ်လေအဲ့ဒါဆိုသွားမယ်ဆိုတော့ကျွန်တော်ပြောရှင်တာပေါ့နော်ကျွန်တော်ဒီမြန်မာလူငယ်တွေဒီကြားဖြန့်အလုပ်ဆိုတဲ့ဟာကဒီချစ်စရာကောင်းတဲ့အလုပ်မှန်းကိုသူတို့မသိကြတော့ဘူးလားမသိဘူး line ပေါ်မှာပိုတင်ကြီးကိုပြပြီးတော့မှလှုပ်လာကြတယ်ပေါ့နော်အခုဆိုလဲကြည့်နော်သူတို့ထွက်ပြေးနေရတဲ့ဗီဒီယိုဖိုင်တော့မှသူတို့ line ပေါ်မှာတည်ရေးသေးတယ်ဘာလို့တော်တော်မျိုးလုပ်လဲဆိုတော့ဒီပေါ့နော်သူတို့ကဥပဒေအောက်မှာအကာအကွယ်ပေးထားတာကြောင့်ပိုရင်ကြီးလှုပ်လာရေးရလို့ကျွန်တော်တို့ခံမှန်းလို့ရတယ်ပေါ့နော်